လုံးဝမဖြစ်နိုင်ပါဘူးရှင်။အော်ယုံစာရေးတာကြလို့လုံးဝပါသေးမဖြစ်နိုင်ပါဘူးရှင်ဆိုတော်ရောပေါ့ကျွန်တော်အဲ့တော့လက်ကလူလူရေးချုံမြဘယ်လျှော့မလဲထက်ရေးနောက်ထပ်6ဆောင်ရေးတော့တကားဖွင့်မှာစာတစ်ဆောင်တွေ့ပြန်ပြီဆွဲဖောက်လိုက်တယ်6ကြောင်းဒါတော့ဟုတ်ပြီတိုးတက်ပြီအဲ့ဒါလေးကိုကျွန်တော်ဖတ်တယ်ရှင်းတဲ့သိဇွဲကောင်းတာပဲရှင်းရဲ့ကြိုးစားမှုကိုကျွန်မလေးလေးစားစားတန်ဖိုးထားပါလေဒါကြောင့်မို့လို့ရှင်းကိုပြန်ချစ်နိုင်ဖို့ကျွန်မကြိုးစားပါလေဒါပေမဲ့ကျွန်မနှလုံးသားကရှင်နဲ့ပတ်သက်လို့လုံးဝမလှုပ်ရှားပါဘူးရှင်ဒီမှာလဲလုံးဝပါသေးပို့ဆိုးတာပေါ့ဗျာနှလုံးသားမလှုပ်ရှားဘူးဆိုတော့သေးပြီသို့တော်ဗျာကျွန်တော်မလျှော့ပါဘူးတင်ရင်ကြိုးစားပါနောက်တော့ကြောင်းတိုက်ဆိုင်မှုလေးတစ်ခုလည်းရှိပါတယ်သူမသိတဲ့နှလုံးသားကိုနိုးကြားစေတဲ့အကြောင်းလေးတစ်ခုရှိတော့ကျွန်တော်စာလေးတစ်စောင်ပြန်လိုက်ပါရှင်လိုချင်တဲ့ဖြေပေးလိုက်ပါပြီပေးလိုက်ပါအောက်ကဆက်ပါတယ်သို့တော့ကျမရှက်တယ်ဘယ်သူကမှမပြောပါနဲ့တယောက်မှရှင်းငယ်ချင်းနေလည်းမပြောပါနဲ့ကျမနဲ့အเจ้าမှတွေ့ရင်လည်းလုံးဝနှုတ်မဆက်ပါနဲ့ခေါ်လည်းမခေါ်ပါနဲ့ပြောလည်းမပြောပါနဲ့ဒီတိုင်းပဲမသိတယ်လို့နေပါညနေပါလာဖို့လည်းလုံးဝစိတ်မကူးပါနဲ့အဲ့ဒါကြီးကိုဖတ်ပြီးတော့ပျော်လဲပျော်တယ်မောလဲမောတယ်ကျွန်တော်လည်းအတူတူခန်းနေပဲတငယ်ကြီးညကျကျွန်တော်စာရေးဟဲ့လုံးမနေနဲ့မသိတော့ရမှာမဟုတ်ဘူးဒါတော့ရှက်တတ်တာအဲ့နေညာအဲ့လိုလာပြောကျွန်တော်ဒီကောင်ပြန်ပြောချင်တယ်ရပြီရနေပြီမင်းမသိလို့ပြောတာတော့ကြွားချင်တယ်ဗျာ तू ကမပြောရဘူးဆိုတော့မပြောရဘူးဒါပေမဲ့အဲ့ဒီမပြောရတာကြီးလည်းပြောတယ်ဗျာကျွန်တော်ကိုယ်ရင်ထဲမှာကြိတ်ပြောနေရတာပေါ့ဒီတိုင်းပဲနေရပါတယ်နှုတ်လည်းမဆက်ရပါဘူးဘယ်လိုကြီးမှလည်းမသိပါဘူးနောက်ဆုံးနေ့ရောက်တဲ့ခါကျတော့နောက်ဆုံးနေ့ရောက်ငါတို့ခွဲခွာရတော့မယ်သူများချက်သူတွေလို့တွေ့ကြမှာလေတွေ့ခွင့်ပေးပါဒါလေးပြောနေအကြောင်းရှိတယ်နော်ဒါတို့သမီးတို့အကြောင်းရှိသက်ကြီးမှငယ်ငယ်ကလေးကလားတွေပြန်ပြောကြလို့မဟုတ်ဘူးတိတ်ကိုအရေးကြီးတဲ့အကြောင်းရှိတယ်ဗလန်တိုင်းဒေးချစ်သူများနေ့အချစ်ဆိုတာဘာလို့ဆိုတာပြောချင်တယ်ဒီနေ့ယမတ်တဏှာတွေကိုအချစ်ထင်နေကြတယ်အဲ့ဒီယမတ်တဏှာတွေတဏှာကိစ္စယမတ်ကိစ္စပြီးတာနဲ့ဘာမှမကြံတော့ကြံဖုတ်ဖက်ခါထားပါအချစ်နှလုံးသားထဲမှာကြံတယ်မြဲတယ်ဆွဲတယ်ခိုင်မာတယ်မျက်နှိုးတယ်တသက်တာဘဝဖော်ကောင်းနေဖြစ်တယ်သိကြည့်ကြအဲ့ဒီယတ္တသင်္ခါရအရေးကြီးဆုံးအဲ့ဒီအချစ်ကိုသေးသေးသိမ့်သိမ့်မမှတ်ယူသင်ဘူးလို့ပြောချင်တယ်ဒီတော့ကျွန်တော်သူ့ကိုခွင့်တောင်းတယ်တနေ့လောက်တွေ့ကြမှာလေစာလေးပြန်လာတယ်ဒီခါတနေ့နေ့မနေ့9 နာရီသစ္စာဆောင်နောက်ဖက်ပေါက်ကလာဆောင်မှာဘယ်သူမှမတွေ့ခင်တက်ကတူတွေကထွက်ကြမယ်ရှက်လို့ရတယ်ကျွန်တော်အဲ့ဒီမနေ့က3 နာရီရေထချိုးနေပါလေအေးမိသေးရင်လည်းသေပါသေးတော့4 နာရီဆင်းသင့်ဖြစ်ပြီသွားပြီ4 နာရီခွဲသစ္စာဆောင်နောက်ဘက်ကပေါက်ရောက်ပြီအုတ်ခုံလေးထိုင်ကဘာဦးလူတို့နေနဲ့လာကိုမျောတာတဲ့ကြီးကျယ်ပါလေချက်သူကိုမျော9 နာရီတိထွက်လာတယ်ဟိုးလှလိုက်တာကြည်နူးလိုက်တာလမ်းကြည့်လာပြီကိုစီလာတာပဲသူကတော့ကျွန်တော်လုံးဝမကြည့်ပါသူ့လမ်းသူကြည့်ပြီးတော့လာနေတယ်မကြည့်ချင်နေပါစေလာနေပြီးရောကျွန်တော်လည်းမထပါငုတ်တုတ်ကလေးထိုင်နေကျွန်တော်နားရောက်ပြီးစောင့်နေတာကြာပြီလားမေးပါသူနဲ့မပတ်သက်တယ်လို့ပါပဲကျွန်တော်ရှေ့တဲ့ရောက်ပြီးမရက်ဘူးဆက်သွားတယ်သွားပေါ့ကျွန်တော်သိတာပဲကျွန်တော်မတ်တက်ထပြီးတော့
သူဘေးနာလိုက်ပါပခုံးချင်းမထိရပါမထိပါထိဖို့မလိုပါဘူးမထိချင်နေပါစေဘေးချင်းရှင်သွားနေရကောင်းလိုက်တယ်ကြည်နူးအချစ်ဆိုတာအဲ့ဒါနူးညက်တယ်ပိန်မွေ့တယ်ထိမှမဟုတ်ဘူးဘေးချင်းရှင်သွားညင်လဲတစင်းစောကြီးရောက်နှမ်းခေါ်ညင်လဲပေါ်တက်ဘယ်သူမှမတွေ့သေးဘူးကျွန်တော်တို့နဲ့ညင်လဲပေါ်ရောက်သူဟိုဘက်ခုံထိုင်ကျွန်တော်လူလဲလောက်ပြီးသူခုံသွားမထိုင်ပါဘူးသူနဲ့မျက်နှာချင်းဆိုင်ခုံထိုင်ပါတယ်သူရှက်တတ်တယ်လေနားလေပြီးညင်လဲတစင်းနဲ့စီးနေရမှာတော့ဘာလို့သေးဘူးတခုံနဲ့မထိုင်ရလည်းကိစ္စမရှိသူကျွန်တော်ဘာမှလည်းမပြောပါကျွန်တော်လည်းဘာမှမပြောပါကျွန်တော်တို့ညောက်ကဘာတွေမှလည်းမသိပါဘူးညင်လဲသမားကြီးကိုပြောတယ်ဘုရားကြီးနောက်မဟုတ်ဘူးမောင်းညင်လဲသမားကမြင်းကိုစကြိုးဆွဲရတဲ့သေရပြားနှစ်ပြားကိုစုံဆောင်ဆွဲပြီးရိုက်လိုက်ပြောင်းမြင်းမလေးကပြေးတာခွက်ကဘာပေါ်မှာအသားရဆုံးဂီတပဲ pop music ပဲတာယာလိုက်တာမြင်းလဲသမားကကြာပုတ်ကိုဝိတ်ရမ်းပြီးတော့မြင်းကိုရွှမ်းကနေမောင်းကျွန်တော်လှမ်းကြည့်ကဘာပေါ်မှာအလှဆုံးအကဟောသိလှတာပဲဒီကြာပုတ်ရမ်းနေကျွန်တော်မျက်စိထဲမှာအကုန်လှဓမ္မပင်နဲ့နေလှလေကလေးတိုက်နေတာအေးကောင်းဖျားကြီးတော်မူရောက်ရွှေကြက်ရက်ကိုဖျားကိုသွားမယ်လူရှင်းသူများပြောတယ်ကြားဘူးလို့မရောက်ဘူးပါအဲ့ဒါနဲ့စကိုင်းကားကိုစီးရတယ်မနဲ့စောစောဆိုတော့ရှေကန်းကလူမပါဘူးစပယ်ကအတွဲလေးမှန်းပြီးတော့ရှေကန်းတဲ့ဟန်ကြပဲပြေးလို့ရသူရှေရတဲ့ကျွန်တော်နောက်ကတဲ့ထိုင်ညအဲ့ထိလည်းစကားမပြောပါသွားမိန်းကလေးတွေမှာမွေးရပါသူတို့ရည်ချင်းအမှုပညာတွေရှိတယ်ဗျမယုံမရှိနဲ့အဲ့လောက်ရှက်တတ်တဲ့မိန်းကလေးကသူ့ပစံအိတ်ကလေးတွေကတရားလုံးလေးတစ်လုံးထုတ်ပြီးတော့ကျွန်တော်ဘက်ကပေးတယ်မကြည့်ဘူးလူလေးပေးကြည့်စရာမလိုဘူးအဲ့တရားလုံးလေးကျွန်တော်ယူတယ်စကလုံးပေါင်းထောင်တောင်းပြောတာတဲ့တန်ဖိုးရှိဒါလေးစက်ကူခဲဘက်ကလေးမဆုပ်အောင်ခွာတယ်ဆုပ်သွားတော့ဘာဖြစ်လဲမဆုပ်เสียဘူးချစ်သူပထမဦးဆုံးပေးတဲ့တရားလုံးနှုတ်တယ်ဗျာအဲ့ဒီတရားလုံးကိုပါဇက်တဲ့ထက်ကဘာပေါ်မှာအဲ့ဒီချို့တာမရှိတော့ချို့ဆုံးပဲခဲဘက်စက်ကူလေးသူမမြင်အောင်အိတ်ထဲထက်တင်ရအောင်မယ်တရားရီတွေညက်ပြီးတော့တင်ရအောင်ဒါရီဟာအချစ်ရဲ့ပင်ကာရညတ်တာတွေပါပဲရွှေကြက်ရောက်တော့ကားပေါ်ကဆင်းသွားကြတယ်နှုတ်ပေါက်ဆိုတော့လက်ပန်းလေးကပွင့်လိုက်တာတဖြုတ်ဖြုတ်နဲ့ကျွေးဇယက်တန်လေးကညံလို့အဲ့ဒီဇယက်တန်လေးကဂီတဗျ